ဒိုင်နိုဆောခေတ်ပျောက်ကွယ်ပြီးနောက်လူသားများမပေါ်လာခင်အချိန်ထိနှစ်ပေါင်း66တန်းမှ3တန်းဒိုင်နိုဆောခေတ်ပြက်ပြီးနောက်ကဘာကြီးဟာဇနိုဇိုကရာတက်တန်းအသစ်ခေတ်အတွင်းဝင်လာခဲ့တဲ့ဒီခေတ်က mammals မွားတိရစ္ဆာန်များအာဏာထိုးလာတဲ့ခေတ်ဖြစ်ပြီးနောက်ဆုံးမှာလူသားများပေါ်ထွန်းလာဖို့လမ်းဖွင့်ခဲ့တယ်ဒိုင်နိုဆောများပျောက်ကွယ်ပြီးနောက်တက်ရှိအသစ်များပေါ်ထွန်းလာခြင်းငှက်များ Eberdinosaurus ဒိုင်နိုဆောများပျောက်ကွယ်သွားတော့လဲကျန်ရှိခဲ့တဲ့ခန္ဓာကိုယ်အသေးငှက်များကယနေ့ငှက်များအဖြစ်ပြောင်းလဲလာခဲ့တယ်မွားတိရစ္ဆာန်များ mammals ပိုကြီးထွားလာခြင်းဒိုင်နိုဆောခေတ်ကမွားတိရစ္ဆာန်တွေဟာအသေးစားဥပမာကြွက်လေးတွေလိုဖြစ်ခဲ့ကြတယ်ဒိုင်နိုဆောတွေအောင်မြင်ခဲ့မဲ့နေရာမှာမွားတိရစ္ဆာန်တွေအာဏာချုပ်လာခဲ့တယ်တိရစ္ဆာန်ကြီးများ mega mammals ပေါ်လာခြင်းဒိုင်နိုဆောတွေမရှိတော့တဲ့အခါကြီးမားတဲ့မွားတိရစ္ဆာန်တွေပေါ်ထွန်းလာခဲ့တယ်အချို့ထင်ရှားတဲ့ mega mammals Paraceratherium သမိုင်းတစ်လျှောက်မှာအကြီးဆုံးဖြစ်ခဲ့တဲ့ဆင်မျိုးတရံရှိသော Rhinoceros မျိုးစိတ် Megalodon ယနေ့ငမန်းထက်3ဆကြီးမားခဲ့တဲ့ပင်လယ်ထဲအမြောက်ဆုံးငမန်းထဲထဲနောက်ပေါ်ညမကြီးဖြစ်ပြီးအရှည်42ပေ13မီတာရှိခဲ့သောသမိုင်းတစ်လျှောက်အကြီးဆုံးငွေ Glyptodon ယနေ့ခေတ် Armadillo Armadillo လိုက်တဲ့ခဲသားပေါင်းကြံ့ကြော်ထားတဲ့ကြွက်မျိုးစိတ် Smilodon Saber-tooth tiger သွားထောင်ထောင်နဲ့စိတ်ရိုင်းမျိုးစိတ်ကိုအထူးလိုက်စားသောကြားမျိုးစိတ်တစ်တောများချက်ထွင်လာခြင်းဒိုင်နိုဆောခေတ်အကုန်မှာမိုးချုပ်မှုကြောင့်တစ်တောတွေတဖြည်းဖြည်းပြန်ဆူပြေးလာခဲ့တယ်အပင်တွေကမျိုးစားတစ်တွေဖြစ်လာပြီးတစ်တောအနေနဲ့ပုံမူကျပြန့်လာခဲ့တယ်ဒီလှုပ်ရှားမှုကပင်လယ်ထဲတောတွင်းမြေကမ်းဘေးတစ်လျှောက်မှာတက်ရှိအသစ်တွေပေါ်လာစေတယ်။မြောက်မျိုးပေါင်းများပေါ်ထွန်းလာခြင်း Great Apes Early Hominins နှစ်20မှ30တန်းခန့်တုန်းကမြောက်မျိုးစားများချက်ထွင်လာခဲ့တယ်။နှစ်4မှ6တန်းကျော်ခန့်မှာလူသားနဲ့ဆင်တူတဲ့မြောက်မျိုးစိတ် Hominins ပေါ်လာတယ်။မြောက်နဲ့လူသားတန်းခြင်း Hominins မျိုးစိတ်များမျိုးစိတ် Australopithecus ရှင်သန်သည့်အချိန်2.2မှ1.2တန်းအဓိကလက္ခဏာများပထမဆုံးတည်ငြိမ်စွာမျက်စိရှိများခြေလျင်သွားနိုင်သူမျိုးစိတ် Homo habilis ရှင်သန်သည့်အချိန်2.5မှ1.4တန်းအဓိကလက္ခဏာများပထမဆုံးတူထားခြင်းပေါက်ဖုံးများကိုသုံးတတ်သူမျိုးစိတ် Homo erectus ရှင်သန်သည့်အချိန်2.8မှသူမြ1.5တန်းအဓိကလက္ခဏာများပထမဆုံးမီးအသုံးပြုနိုင်သူနှင့်လူသားပုံစံတည်လာသူမျိုးစိတ် Homo sapiens လူသားများရှင်သန်သည့်အချိန်3တန်းမှယခုတိုင်အောင်အဓိကလက္ခဏာများယနေ့လူသားများ